လူဘဝကခဏတာလေးပဲကိုယ့်ဘက်ကကောင်းအောင်ကြိုးစားရမယ်ဆိုပေမဲ့ကိုယ့်အပေါ်မကောင်းတဲ့သူတွေပေါ်ကောင်းနေရတာမျိုးကြတော့လေဘဝကအတိတ်ပဲမရှိသလိုပါပဲကိုဂီယူမဆိုင်သူတွေနဲ့ပတ်သက်နေရတာမျိုးကိုမလေးစားသူတွေနဲ့ပတ်သက်နေရတာမျိုးကိုတန်ဖိုးမထားသူတွေနဲ့ပတ်သက်နေရတာမျိုးကိုစေတနာကိုနားမလည်သူတွေနဲ့ပတ်သက်နေရတာမျိုးတွေကြတော့ဘဝကဘာအတိတ်ပဲမှမရှိသလိုပါပဲဒီလိုလူမျိုးတွေနဲ့ပတ်သက်နေရတာထက်စားရင်တယောက်တည်းနေလိုက်တာကမှဘဝမှာနေပျော်ပါဦးမယ်မကင်းနိုင်သေးရင်ကောင်းအောင်နေပါမကောင်းမှန်းသိရင်ကောင်းမလာနိုင်တော့မှန်းသိရင်တော့ကင်းနေလိုက်တာအကောင်းဆုံးပါကိုပင်ပန်းစေတဲ့အရာတွေကိုစိတ်နှောက်ယှက်ဖြစ်စေတဲ့အရာတွေကိုဆွဲထားလို့မြဲနေတဲ့အရာတွေကိုအပင်ပန်းခံပြီးဖတ်တွေမထားပါနဲ့ကိုပေါ်မကောင်းတဲ့သူတွေကိုစွန့်လို့ရင်ကိုပေါ်မကောင်းတဲ့သူတွေနဲ့ဝေးရမှနေရင်တယောက်တည်းဖြစ်သွားသလိုအထီးကျန်သွားသလိုခံစားရပေမဲ့ကိုဂီယူမဆိုင်မလေးမစားပြုမှုသူတွေနဲ့ပတ်သက်နေတာထက်စားရင်ပိုပြီးနေပျော်ပါလိမ့်မယ်ပိုပြီးအေးချမ်းရပါလိမ့်မယ်လူတိုင်းပေါ်မေတ္တာထားနိုင်ရမယ်လူတိုင်းအပေါ်ကရုဏာထားနိုင်ရမယ်လူတိုင်းအပေါ်မုဒိတာပွားနိုင်ရမယ်ဒါပေမဲ့ကိုမေတ္တာကိုနားမလဲကိုကရုဏာကိုနားမလဲကိုရဲ့မုဒိတာကိုနားမလဲသူတွေအပေါ်တော့အကောင်းအဆိုးတွေပြောမနေပဲအကောင်းအဆိုးတွေခံစားမနေပဲအပြုံးမပြတ်အမုန်းမဖတ်နဲ့ဥပေက္ခပွားပြီးနေလိုက်တာအကောင်းဆုံးပါကိုအပေါ်မကောင်းတဲ့သူတွေကိုလွမ်းဆွတ်တန်းတာတရိယာနေမဲ့အစားကိုအနာကကိုအပေါ်ကောင်းသူတွေကိုတန်ဖိုးထားလို့ပစ္စုပန်တဲ့မြင်နိုင်ရင်ဘဝဟာနေပျော်နေမှာပါဒါနသီလဘာဝနာတွေနဲ့ပါပြည့်စုံရင်တော့ဘဝမှာနေပျော်သေးပျော်လို့ဘဝဟာပိုပြီးအဓိပ္ပာယ်ပြည့်စုံနေမှာပါသာသနာ့နယ်ဆရာတော်